โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီတောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာရှိတဲ့မြန်မာတန်ရုံလမ်းညွန်မြောက်ပြီးတော့ဖြစ်ပါတယ်ဒီတန်ရုံလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကာမတန်ရုံကားစီးပြီးတော့ဘတ်စကားနဲ့လာလို့လည်းရတယ်လို့ရုပ်ဆန်းယထာဘုဒ္ဓနဲ့လည်းလာလို့ရတယ်ကျွန်တော်တို့ဟန်ကန်ချင်းနဲ့လာလို့ရပါတယ်ကျွန်တော်တို့ဒီကာမတန်ကားနဲ့စီးလာမယ်ဆိုလို့ရှိရင်ဒီကာမတန်ကနေပြီးတော့ကျွန်တော်တို့ဒီ issue တဲ့လမ်း7 မိနစ်ခန့်လောက်လမ်းရှောင်းမှာဖြစ်ပါတယ်။ခုကျွန်တော်ပြတဲ့အတိုင်းတဲ့လမ်းရှောင်းလာပါ။ဆိုးတန်ရုံမှာဆိုလို့ရှိရင် passport တင်တန်းတို့ channel မှာဖြစ်ဖြစ်မြန်မာပြည်အလဲပြန်ထောက်ကစားယူချင်တာဖြစ်ဖြစ်ကျွန်တော်ဆင်ပြီးစီရန်ရွယ်ပြီးလမ်းညွှန်မြောက်ပြီးချင်တာဖြစ်ပါတယ်ဒီမှာဆိုရင်ဟန်နန်ဒရို28လမ်းပါနော်ကျွန်တော်ဟန်နန်ဒရို28လမ်းရောက်လို့ရှိရင်ကုဒ္ဒရနာရောက်လို့ရှိရင်ကျွန်တော်တို့ပိုကွစ်တက်လိုက်လို့ရှိရင်အရှိမမြန်မာတန်ရုံတွေ့မြင်ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်မြန်မာပြည်အလဲပြန်ဖို့အတွက်တန်ရုံထောင်းဝါစာလာယူတာဖြစ်ပါတယ်မြန်မာပြည်အလဲပြန်ကိစ္စမေးချင်မိလို့ရပါတယ်